United အနေနဲ့နိုင်ပွဲဆက်နေရတဲ့နောက်ွယ်ကအကြောင်းရင်းကိုပြပြလာခဲ့တဲ့ Carrick Manchester United အသင်းကလက်ရှိအချိန်မှာဆိုရင်တော့ယာယီနီးပြ Michael Carrick လက်အောက်မှာပုံစံကောင်းတစ်ခုကိုပြသနေပါတယ်ရှင်။ Michael Carrick က Manchester United အသင်းကိုလီပွဲကိုင်းကျွဲပြီးချိန်မှာလီပွဲစလုံးအနိုင်ရရှိအောင်လို့စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ဒီလီပွဲထဲမှာဆိုရင်တော့ Man City, Arsenal နဲ့ Spurs အသင်းတို့လိုအသင်းကြီးတွေပါဝင်နေခဲ့တာကြောင့်အခုလိုမျိုးရလဒ်ကောင်းတွေရနေတဲ့နောက်ွယ်ကအကြောင်းရင်းကိုပြည်သက်တွေကတော့သိချင်နေကြပါတယ်။ဒါကိုနီးပြဖြစ်တဲ့ Carrick ကလည်း Spurs ကို2 ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ပြီးမှပြပြလာခဲ့ပါတယ်။အဓိကကတော့အသင်းကောင်းဆောင် Bruno Fernandes ကိုသူအားသာတဲ့နေရာမှာထားကစားပြီးတော့သူ့ကိုလွတ်လွတ်လပ်လပ်ကစားစီခြင်းကအသင်းကိုရလက်ကောင်းစီခဲ့တာဆိုပြီးတော့ Carrick ကပြောပါတယ်။ Bruno Fernandes ကယာယီနီးပြ Carrick လက်အောက်မှာအဓိကခြေစွမ်းပြနေတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတာအချက်လက်နဲ့သက်သေပြနေခဲ့ပါတယ်။ Bruno က Carrick ကိုင်းရထားတဲ့ပွဲစဉ်လီပွဲမှာတွင်ကိုတကိုးနဲ့ဂိုးဖန်တီးမှု4 ကြိမ်အထိပြုလုပ်ထားနိုင်ခဲ့ပါတယ်။ဒါပြန်လက်ရှိရာသီ Premier League မှာဆိုရင်လည်း Bruno ဟာဂိုးဖန်တီးမှု12 ကြိမ်အထိပြုလုပ်ထားပြီးတော့ United ကစားသမားဘဝရဲ့အကောင်းဆုံးရာသီကစံချိန်ကိုလိုက်မိထားခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့် Bruno ကလက်ရှိရာသီတစ်ဝက်လောက်တုန်းကနီးပြဟောင်းအမော်ရဲ့လက်ချက်မှာကိုယ်လက်လိုဖြစ်နေတာပွဲထွက်ခွင့်ရရှိခဲ့တာပါ။အခုလိုမျိုးသူအားတန်တဲ့နေရာမှာ Bruno ကိုထားကစားနေခြင်းကအသင်းကိုအကျိုးပြုနေသလိုသူကိုယ်တိုင်ကိုပါဝင်ပတ်သက်မှုလုံးကလည်းတဖြည်းဖြည်းချင်းများပြားလာခဲ့ပါတယ်။ဒါကြောင့် Carrick က Bruno ရဲ့အားသာချက်ကိုအသုံးချပြီးတော့အခုလိုနိုင်ပွဲဆက်နေတဲ့အကြောင်း Bruno ကအသင်းအတွက်မရှိမဖြစ်အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်ကြောင်းကိုအခုလိုပဲပြပြလာခဲ့ပါတယ်။ Bruno ကဂိုးသွင်းနိုင်မဲ့အခိုက်အတန့်တွေကိုဖန်တီးနိုင်စွမ်းရှိတယ်ဆိုတာခင်ဗျားတို့သိတယ်မလား။သူကညံကောင်းပြီးတော့အမြဲတမ်းတက်ကြွနေတယ်။သူကိုလွတ်လပ်ခွင့်လေးနည်းနည်းပေးထားတာကသူကစားပုံနဲ့ကိုက်ညီတယ်လို့ကျွန်တော်ထင်တယ်။သူ့မှာသဘာဝအတိုင်းပါလာတဲ့ဘောလုံးအုံနောက်နဲ့ဖန်တီးနိုင်စွမ်းအပြည့်ရှိတယ်။ဘောလုံးကစားနည်းဆိုတာအမြဲတမ်းပြောင်းလဲနေပြီးတော့တိုးတက်နေတဲ့အရာပါ။ဒီတော့သူ့ကိုနေရာတစ်ခုထဲမှာပဲအသေးကန့်သက်ထားတာထဲဆိုင်လွတ်လပ်ခွင့်လေးနည်းနည်းပေးကစားတာကပို့ပြီးတော့ကောင်းပါတယ်။သူ့ကိုတိလာတာကလည်းကြားပြီဆိုတော့သူ့ရဲ့စွမ်းရည်တွေအရေးချင်းတွေကိုကျွန်တော်ကကောင်းကောင်းသိပါတယ်။သူကဖန်တီးနိုင်စွမ်းရှိတဲ့သူပါ။ဒါကြောင့်မှန်ကန်တဲ့နေရာတွေမှာသူ့ကိုဖန်တီးခွင့်ပေးထားလိုက်ကြပါပဲ။ပြီးခဲ့တဲ့ဖွယ်နဲ့ပွဲမှာလည်းသူဂိုးနှကိုဖန်တီးပေးဖို့နိုင်ခဲ့ပါတယ်။ပုံစံမတူတဲ့နီလန်းနေနဲ့ပေါ့ဗျာ။တခုကတေကန်ဝေါကနေဖြစ်ပြီးတော့နောက်တစ်ခုကတော့အနိုင်ကိုအတွက်အရေးပါတဲ့အခိုက်အတန့်တစ်ခုကိုဖန်တီးပေးခဲ့တာပါ။ဒါက Bruno အတွက်တော့အကောင်းဆုံးလုပ်ပြနိုင်တဲ့အရာတွေပါပဲဆိုပြီးတော့ Michael Carrick က Bruno ကိုချီးကျူးပြောဆိုခဲ့တာဖြစ်ပါတယ်။ Manchester United အသင်းက Spurs အသင်းကိုအံပိုမို Bruno တို့ရဲ့သွင်းဂိုးတွေနဲ့အတူအနိုင်ရရှိခဲ့တာဖြစ်ပြီးတော့ဂိုးသမား Lamens အတွက်လည်းနောက်ထပ် clean sheet အောင်ပွဲတစ်ခုကိုရရှိခဲ့ပါသေးတယ်။ဒီနိုင်ပွဲကြောင့်ယာယီနီးပြ Carrick လက်ချက်မှာဂိုးမပေးရတဲ့ပွဲစဉ်ကနှစ်ပွဲတိတိရှိလာခဲ့ပြီဖြစ်တယ်လို့ Champions League ဝင်ခွင့်အတွက်လည်းရှေ့ကိုခြေတလန်းတိုးနိုင်ခဲ့ပြီလို့သတ်မှတ်ရမှာဖြစ်ပါတယ်။ဒါ့အပြင်အဆင့်3နေရာက Aston Villa အသင်းကတည်ရကြခဲ့တာကြောင့် Manchester United အသင်းနဲ့3မှတ်သာကွာဟတဲ့အခြေအနေကိုရောက်ရှိလာခဲ့ပါတယ်။ Manchester United အသင်းအတွက်ကတော့အခုလိုမျိုးတစ်ပတ်ကိုတပွဲနှုန်းကစားနေရတာကအားသာချက်တစ်ခုလိုဖြစ်လာပြီးတော့ရာသီကုန်မှာ Champions League ဝင်ခွင့်ကိုရရှိခဲ့ပါကယာယီနီးပြ Michael Carrick အတွက်လည်းအမြဲတမ်းနီးပြဖြစ်လာဖို့အတွက်ရာခိုင်နှုန်းပိုများလာနိုင်ခြေရှိနေပါတယ်။ဒီတော့ Champions League ဝင်ခွင့်ကိုရာသီကုန်မှာ United တို့အရယူသွားနိုင်မလားဆိုတာကတော့ဆက်လက်စောင့်ကြည့်သွားကြရမှာဖြစ်ပါတယ်ရှင်။အဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။